Stamford Bridge မှာတော့မနိုင်တာ Emirates မှာချဲစီလို့နိုင်စရာအကြောင်းမရှိဘူး။အားလုံးပဲမင်္ဂလာပါများ။ပြန်တော့ iMac ခွန်ရှိကို Fire Mate Senior Agent ကနေပြန်လည်ကြိုလိုက်ပါရင်။ဘောလုံးပွဲတွေကိုစော်ကားခြင်းနဲ့ဆိုရင်တော့ Manga Viber မှာဆက်သွယ်စော်ကားနိုင်ပါရင်။ခိုင်မာတဲ့အကြောင်းအရာတစ်ခုကိုပြောရမယ်ဆိုရင်ဒီညကစားမယ့်ကာရာဘောင်းဖလား Semi Final ဒုတိယအကြော့ပွဲစဉ်မှာဂန်နာတွေကိုချဲစီလို့နိုင်စရာအကြောင်းမရှိလို့ပဲဆိုကြပါရင်။ခေါင်းပန်းလှန်ပြီးမှရွေးနေရိုးချလက်ထောက်ပြီးပဲမှန်မှန်ခုကစားမှာကဂန်နာရုံမှာဖြစ်လို့ခန်းထားတဲ့နိုင်ပွဲကိုရဖို့အတွက်ချဲစီဟာမန်ယူအသင်းမဟုတ်တာတော့သိကြပါပြီ။အာဆင်နယ်ကိုနိုင်ယူခြင်းနဲ့ဆိုရင်မန်ယူအသင်းစီမှာတင်တန်းလေးပါလေးတက်ထားတဲ့နယ်လို့သာပြောလိုက်ချင်ပြီးမန်ယူကလွဲ၍အာဆင်နယ်ကိုအမ်မရိတ်မှာဘယ်သူမှအနိုင်ယူနိုင်မှာမဟုတ်ပါဘူး။အာဆင်နယ်ကတရားဒီမှာခြေစွမ်းကောင်းတဲ့အသင်းရလက်ကောင်းတွေစတိုက်ရောက်နေတဲ့အသင်းဖြစ်တယ်လို့ချန်ပီယံဆူပလာတွေကိုရောက်ဖို့အတွက်အသင်းဖြစ်နေတဲ့အသင်းပါ။အဲ့လိုအသင်းကိုချဲစီတို့ဖျက်ဆီးပြဖို့ဆိုတာခံစစ်ပေါက်ကြီးနေတော့ဘလုံးမဖြစ်နိုင်ဘူးလို့ပဲဆိုကြပါရင်။ဟမ်မားတွေကိုတော့နှစ်ကိုပေးခဲ့ရတဲ့ချဲစီခံစစ်ကဂန်နာတွေရဲ့တိုင်းစစ်ကိုဘလောက်ကြာကြာထိန်းထားနိုင်မှလဲမှုလို့လဲသာမေးလိုက်ချင်ပါရင်။လက်ရှိဂန်နာတွေရဲ့ခံစစ်ကလည်းကောင်းဆုံးပုံစံမှာရှိနေခဲ့တယ်လို့တိုင်းစစ်ကလည်းလူစုံတက်ဆုံရှိနေကြတာပါ။ဂျိုကာကလည်းဂိုးပေါက်တွေ့တွင်းနေခဲ့တယ်လို့ဂျေဇုကလည်းတွင်းကိုတွေအတွက်စာလောင်နေခဲ့တဲ့တိုင်းစစ်မှုတယောက်ပြင်ရှိနေကြတာဖြစ်ပါရင်ကင်းကိုင်ကလည်းချဲစီမှာဆိုရင်တွေ့ရတင်းကြိုင်ဒါမဆိုင်ဘူးဆိုရင်ပုံစံတွေနဲ့စောင့်ကြုံနေခဲ့မှာဖြစ်ပြီးမာရိုအကီကလည်းခမရတို့ဆွန့်ပစ်ခဲ့တဲ့ကောင်လေးကအခုဆိုရင်ခမရတို့အတွက်နယ်ဆိုးတစ်ပါးဖြစ်နေပြီဆိုတာကိုပြသဖို့အတွက်အသင့်အနေထားမှာရှိနေကြတာပါချဲစီအတွက်တော့အဆဆရရတတိလေးထားပြီးတော့ရှင်မဲကစားသွားရမှာဖြစ်ပြီးအဝေးကွင်းမှာဂိုးပြတ်အသွင်းမခံရဖို့ကိုပဲဆူတောင်းနေရတော့မှာဖြစ်ပါရင်ရိုချင်ညာအတွက်တော့အာဆင်နယ်နဲ့2ကြိမ်တိတိတွေ့ဆုံရတာဟာကန်ဆိုးတာပဲလို့ဆိုပြီးပြောရလောက်အောင် Stamford Bridge မှာလည်း2ကြိမ်အရှုံးပေးခဲ့ရတယ်လို့ Emirates မှာလည်းဘယ်လိုမျိုးအရှုံးတွေနဲ့ကြုံတွေ့သွားခဲ့ရမလဲဆိုတာရင်ထိတ်ထိတ်နဲ့ဖြစ်နေခဲ့ဦးမယ်ထင်ပါတယ်ချဲစီတင်ဟာတိုင်းစစ်ကဂိုးနဲ့သွင်းယူနေခဲ့တယ်ဆိုပေမဲ့ကန်စစ်ကလည်းစတူဒီတာလုံးနေခဲ့တာဖြစ်လို့အခုတခါကစားမယ့် Emirates ရန်ဝန်းကအချွေဖလားဆီမီဖိုင်နယ်ဒုတိယအကြော့ပွဲစဉ်မှာလည်းအင်ရှင်ကန်နာတွေရဲ့သွင်းဂိုးတွေကိုဘယ်ချိန်ထိတောက်ခံနိုင်မလဲဆိုတာစောင့်ကြည့်သွားတော့မှာဖြစ်ပါတယ်